ပေးရက်မှာတသားမီမီလေးတို့ကိုယ်တိုင်ဖန်တီးမှုအသစ်တွေလေ့လာလို့ရမယ် leadership program website လေးကိုဖွင့်လှစ်လိုက်ပါပြီနော်တသားမီမီလေးတို့ရဲ့ငယ်ဘဝမှာပျော်ရွှင်စရာတွေနဲ့အမှတ်တရတွေကိုဖန်တီးလို့ရအောင်ဗီဇမာတို့ကနေပြီးတော့ leadership program လေးကိုနိုဝင်ဘာ10ရက်နေ့မှာဖွင့်လှစ်မှာဖြစ်ပါတယ်တသားမီမီလေးတို့ကိုယ်တိုင်ပီဇာတွေလုပ်ပြီးတော့တငယ်ချင်းတွေနဲ့အတူတူလေ့လာခွင့်ရမယ်ပြောစရာအစီအစဉ်လေးတစ်ခုဖြစ်တာကြောင့်ဖေဖေမီမီတို့ကလက်လွတ်မခံမဲနဲ့အခုပဲစည်ရင်းပေးသွေးလိုက်တော့နော် ပိုကောင်းတာကိုစားပါမာတို့ပီဇာ